Hello everyone. ဒီနေ့တော့ဒီစင်ကနေ Care from Myanmar ကတစ်ချက်ချူငယ်စီကနေတစ်ချက်ချူငယ်မွေးနေ့တုန်းကလက်ဆောင်ရထားတဲ့စိတ်သက်ခွန်အားဖြည့်စွမ်းပါစာအုပ်ကလေးတွေကခွန်အားဖြစ်စေမဲ့စကားစုလေးတွေကိုမျှဝေပေးချင်ပါတယ်။နံပါတ်1နေ့ရက်တစ်ခုကိုအပြုတဘောနဲ့စတင်ပါ။နေ့စဉ်မိမိကိုယ်ကိုဂရုစိုက်ခြင်းဖြင့်ကြုံလာရမယ့်လောကဓာတ်မှန်သမျှလန်းဆန်းတကြွစွာရင်ဆိုင်နိုင်ပါလိမ့်မယ်။နံပါတ်2ကျွန်ုပ်တို့ရဲ့အနာဂတ်ကိုအခုပဲစတင်ကြပါစို့။မနက်ဖြန်တွင်ကျွန်ုပ်တို့စိတ်ကူးကိုလက်တွေ့အကောင့်ထဲပေါ်ကြပါစို့။မာလာလာယူဆော့ဇာအီနံပါတ်3ပညာရှိသူဟာသူရှာတွေ့တဲ့အခွင့်အလမ်းထက်ပိုမိုလှုပ်ဆောင်ပါလိမ့်မယ်။ Francis Bacon နံပါတ်4အရေးကြီးဆုံးအချက်ကတော့ဘဝကိုပျော်နေဖို့ပါပဲပျော်အောင်နေထိုင်ပါအဲ့ဒါအားလုံးရဲ့အကြောင်းရင်းခံဖြစ်ပါတယ် Audrey Hepburn နံပါတ်5နောက်ဆုံးတစ်ခုကတော့ပျော်ရွှင်မှုဆိုတာတင့်ထံကပဲလာတာပါဘယ်သူကမှတင့်ကိုပျော်အောင်မလုပ်ဆောင်နိုင်ပါဘူးတင့်ကိုတင်ပဲပျော်အောင်လုပ်နိုင်ပါတယ် Beyonceအခုအိုင်စပြီးတော့ဒီနေ့ကနေစပြီးတော့နေ့ရက်တိုင်းကိုအပြုတဘောနဲ့စတင်မှာလောကဓာတ်ကိုကြည်ကြဲခံနိုင်ကြပါစေ Go with the flow be resilient focus on your present do the best for your present bye bye